ညီကိုအရင်တွေကြားမှာစကားပြောတာတိတ်မရှိကြဘူးတခါတလေဆိုတိတ်မပြောဖြစ်ကြဘူးဆိုတာကိုသတိထားမိကြလားဒါတကယ်တော့ညီကိုတော်တော်များများမှာဖြစ်နေဖြစ်ထားရှိတဲ့ပုံမှန်ကိစ္စတစ်ခုပါပဲဒါပေမဲ့အမနဲ့မောင်ဒါမှမဟုတ်အကိုနဲ့ညီမကြားမှာတော့စကားတွေတရက်ဆက်ပြောဖြစ်ကြတာနဲ့ဆန့်ကျင်ဘက်ပေါ့မယုံရင်တစ်ပတ်ဝန်းကျင်ကလူတွေကိုတေးသေးချာချာစဉ်းစားကြည့်ပါနှစ်တစ်ခုလို့အိမ်ပြန်ကြတဲ့အခါညီကိုနှစ်ယောက်ဆိုပါတစ်ခုပေါ်မှာထိုင်နေပေမဲ့နိုင်ဝက်လောက်စကားတစ်ခုမှမပြောဘဲနေကြတာမျိုးကိုမြင်ဘူးမှာပါလိုင်းပေါ်ကစကားပြောတဲ့မတန်းတွေကိုပြန်ကြည့်ရင်လည်းပတ်စံတွေတာပတ်စံချီတာအကူအညီတောင်းတာတွေပဲရှိပြီးထမင်းစားပြီးပြီလားဆိုတဲ့စကားတစ်ခုတော့မပါတတ်ကြပါဘူးအမနဲ့မောင်ကြားမှာတော့အမကမောင်လေးကိုကျမကြီးပြီးမဆိုင်လို့ဆိုတာမျိုးကိုပြင်းပြင်းစင်စင်မနေလို့ဆိုတာမျိုးတွေလုပ်တတ်တယ်ညီမလေးကလည်းအကူကြီးကိုညတကောင်ထိအလုပ်ကြောင်းမိသားစုကြောင်းတွေပြောပြီးဖုန်းအားကုန်တဲ့အထိစကားပြောတတ်ကြတယ်ဒါကူမြင်တဲ့အမေတွေကဒီညီကိုနှစ်ယောက်ကဘာလို့ဒီလောက်စင်ကားနေကြတာလဲငငယ်တုန်းကတော့နေတိုင်းတွဲနေကြတာပဲအခုကျတော့ဘာလို့သစိမ်းတွေလိုဖြစ်နေရတာလဲလို့စိုးရိမ်တတ်ကြတယ်တကယ်တော့ယောက်ျားလေးတွေရဲ့ခံစားချက်နဲ့မိန်းကလေးတွေရဲ့ခံစားချက်ကလုံးဝမတူပါဘူးတဲ့အိမ်ကသားနှစ်ယောက်ကပုံမှန်စကားသိမပြောဘူးဆိုရင်စိုးရိမ်စရာမလိုပါဘူးယောက်ျားလေးနဲ့ယောက်ျားကဆက်သွယ်မှုဟာနှုတ်ကနေပြောဖို့တိတ်မလိုပါဘူးမိန်းကလေးတွေရဲ့ခံစားချက်ကစကားပြောရကနေထွက်လာတတ်ပြီးခံစားချက်တွေကိုမျှဝေတာမကျေနပ်တာတွေကိုပြောတာလှုပ်ဝက်ချက်တွေကိုဖလှယ်တာတွေကနေဆက်ဆံရေးကိုပုံမှုခိုင်နေစေတဲ့ညီကိုမောင်နှမတွေအတူတူရှိတဲ့အခါအမဒါမှမဟုတ်ညီမကခံစားချက်တွေကိုဦးဆောင်ပြီးစကားပြောတတ်လို့အခြေအနေကပေါ့ပေါ့ပါပါဖြစ်သွားတတ်တယ်ဒါပေမဲ့ညီကိုတွေကြားမှာတော့နှစ်ယောက်စလုံးကယောက်ျားလေးတွေဖြစ်နေလို့စိတ်ထဲမှာရင်ဖွင့်တာဒါမှမဟုတ်နေကောင်းလားလို့မေးတာဟာအားနည်းသူတွေရဲ့အပြုအမူလို့ယူဆတတ်ကြတယ်ညီကိုအရင်တွေရှိမှကိုအားနည်းသူလို့မထင်စေချင်ကြတယ်လို့အပူတွေလုပ်တယ်လို့လည်းမထင်စေချင်ကြဘူးဥပမာအဖေနေမကောင်းဖြစ်တဲ့အခါညီကအဖေယောဂအတွက်ပတ်စံဘယ်လောက်လိုလဲလို့မေးရင်အကူက9000လိုလဲလို့ပြောတယ်ညီကအိုကေခုချက်ချင်းလွှဲပေးလိုက်မယ်လို့ပြောတယ်စကားသုံးခုပဲပြောပေမဲ့ကိစ္စကပြီးသွားတယ်အပူစကားတွေမပါပဲလူရင်းလူရှင်းပဲပြောကြတယ်ဒါဟာစကားမပြောချင်လို့မဟုတ်ပဲမင်းလည်းပင်ပန်းနေမှာပဲငါလည်းပင်ပန်းနေမှာပဲဘယ်သူမှတယောက်ကိုတယောက်ထပ်ပြီးဝင်တော့ဝင်ဖို့မဖြစ်စေရဘူးဆိုတဲ့သဘောပါယောက်ျားလေးတွေရဲ့အချစ်ကအသုံးဝင်မှုပုံမှာအခြေခံတဲ့အပူစကားတွေမပြောပေမဲ့လိုအပ်တဲ့အချိန်မှာတော့တခုမှမပြောပဲကူညီပေးတတ်ကြတယ်ညီကိုအရင်တွေကသစိမ်းတွေထပ်ပိုးပြီးယဉ်ကျေးတတ်ကြတာဘာကြောင့်လဲဆိုတာကိုလူအများစုကနားမလည်ကြပါဘူးအဖြေကရိုးရှင်းပါတယ်နှစ်ယောက်စလုံးကတူလုံးလို့ပါအမရှိမှမောင်လေးကကလေးတစ်ယောက်လိုနေနိုင်ပေမဲ့ညီမရှိမှအကူကလူကြီးတစ်ယောက်လိုနေနိုင်တယ်ဒါပေမဲ့ညီကိုတွေကြားမှာတော့တယောက်ကိုတယောက်အကုန်သိနေကြတယ်ဘာတွေတွေးနေလဲဆိုတာကိုလည်းတစ်ဖက်လူကအကုန်သိတယ်ဒီလိုမျိုးအကုန်သိနေတာကပဲစကားပြောရတာကိုနည်းနည်းခက်ခဲစေတယ်ယောက်ျားလေးတိုင်းကကိုဘီရင်တပားလိုထင်တတ်ကြပြီအင်္ဂါလူတွေကိုကိုအဆင်ပြေနေတယ်လို့ထင်စေချင်ကြတယ်မင်းကငါထက်ဖို့အဆင်ပြေနေရင်ငါစိတ်ထဲမှာနည်းနည်းတော့မကျေနပ်တယ်လို့ဖြစ်မိပေမဲ့အဲ့ဒီမကျေနပ်မှုထဲမှာလည်းလေးစားမှုပါဝင်တယ်မင်းကငါထက်အခြေအနေဆိုးနေရင်ငါကူညီချင်ပေမဲ့မင်းရဲ့မာနကိုထိခိုက်မှာစိုးရိမ်နေတယ်အဲ့ဒါကြောင့်ညီကိုနှစ်ယောက်ကအေးအေးဆေးဆေးနေဖို့ကိုပဲရွေးချယ်ကြတယ်တယောက်နဲ့တယောက်ယဉ်ယဉ်ကျေးကျေးနေကြတယ်စကားနည်းနည်းပြောပြီးအလုပ်တွေအများကြီးလုပ်ကြတယ်ငါကမင်းရဲ့အခြေအနေဆိုးတာကိုမပြောသလိုမင်းကလည်းငါရဲ့ပင်ပန်းမှုကိုမပြောဘူးငါကမင်းရှိနေတယ်ဆိုတာသိတယ်လို့မင်းကလည်းငါလိုအပ်တဲ့အချိန်မှာငါရှိနေမယ်ဆိုတာသိတယ်အဲ့ဒါကြောင့်ငါတို့ကအပေါ်စကားတွေပြောဖို့မလိုဘူးနှစ်တကူတဲ့အခါအတူတူတောက်အတူတူစားအပေါ်စကားတွေပြောတာကယောက်ျားလေးနှစ်ယောက်အတွက်အကြီးမားဆုံးသောပျော်ရွှင်မှုပါပဲနောက်တစ်ခုကတော့ညီကိုအရင်တွေကကြီးလာလေအိမ်ခွဲနေလေးစကားနဲ့လာလေးပဲအဲ့ဒါကိုလူတွေကဆက်ဆက်ရေးအေးဆက်သွားပြီလို့ထင်ကြပြီမဲ့ငါကတော့စန့်ကျင်ဘက်လို့ထင်တယ်အားလုံးကကိုယ်အိမ်ထောင်နဲ့ကိုအလုံးနဲ့ကိုတာဝန်နဲ့ကိုရှိနေကြတယ်ငါကမင်းကိုစကားပြောရင်ဘာအကြောင်းပြောရမလဲငါစင်မပြေတဲ့အကြောင်းပြောရင်မင်းကစိုးရိမ်နေရမယ်ငါရမ်းစင်ပြေတဲ့အကြောင်းပြောရင်မင်းကစိတ်ထဲမှာမတတ်မတာဖြစ်နေရမယ်အဲ့ဒါကြောင့်စကားမပြောဘဲနေတာကပိုကောင်းပါတယ်ဒါပေမဲ့ငါကညီကိုနှစ်ယောက်ကြားဆက်ဆံရေးမကောင်းဘူးလို့မဆိုလိုပါဘူးနှစ်တကူလို့အိမ်ပြန်တဲ့အခါညီကအကုတ်ကလေးတွေကြောင်းတက်ဖို့လက်တော့ကွန်ပျူတာလိုအပ်နေတာကိုမြင်ရင်ဖုန်းတောင်မဆက်ပဲတန်းပြီးမှပေးလိုက်တယ်ဒီလိုမျိုးဆက်သွယ်မှုကစကားပြောဖို့မလိုပါဘူးမင်းရှိနေတယ်ဆိုတာငါသိတယ်ငါလိုအပ်တဲ့အချိန်မှာလည်းမင်းရှိနေမယ်ဆိုတာငါသိတယ်ဆိုတဲ့သဘောပါအဲ့ဒါကြောင့်တင်းအိမ်မှာသားနှစ်ယောက်ရှိရင်ဘာလို့စကားမပြောကြတာလဲလို့မမေးပါနဲ့မင်းတို့နှစ်ယောက်စကားပြောကြပါဦးလို့လည်းအတင်းအကျပ်မလုပ်ပါနဲ့အဲ့ဒါကသူတို့ကိုပို့ပြီးစိတ်နှောက်ယှက်ဖြစ်စေရုံပဲရှိမယ်သူတို့ကနှစ်တစ်ခုမှအတူတူရှိကြကြတယ်ကိစ္စကြီးကြီးမားမားရှိရင်တိုင်ပင်ကြတယ်အပြင်မှာအနိုင်ကျင့်ခံရရင်တယောက်ကိုတယောက်ကာကွယ်ပေးကြတယ်ဒါဆိုရင်တော့အကောင်းဆုံးသောညီကိုဆက်ဆံရေးပါပဲအဲ့ဒီစိတ်နေခြင်းကစိတ်ကားတာမဟုတ်ပဲငါကမင်းကိုနားလဲတယ်ဆိုတဲ့သဘောပါငါကမင်းကိုနားလဲလို့အပေါ်စကားတွေပြောဖို့မလိုဘူးဆိုတဲ့သဘောပါအားလုံးကလူမှုဆက်ဆံရေးကိုအရေးကြီးတယ်လို့ယူဆတဲ့ဒီခေတ်ကြီးမှာစကားပြောရတာကိုပဲဆက်ဆံရေးကောင်းတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တော့ဒီကမ္ဘာပေါ်မှာအခိုင်အမြဲဆုံးသောဆက်ဆံရေးဟာစိတ်နေခြင်းပဲဖြစ်ပါတယ်ညီကိုတွေစကားမပြောတာကတကယ်တော့အရန်ပုံမှန်ပါပဲတောင်းပန်ဖို့မလိုတယ်လို့ပြောင်းလဲဖို့လည်းမလိုပါဘူးသူတို့ကတယောက်ကိုတယောက်အနိုင်ကျင့်မခံရသေး၍နှစ်တစ်ခုမှအတူတူတောက်စားနိုင်သေးတာဆိုရင်တော့အဲ့ဒီညီကိုနှစ်ယောက်ရဲ့ဆက်ဆံရေးကခိုင်မြဲနေပါပြီအဲ့ဒီစိတ်နေခြင်းကစိတ်ကားတာမဟုတ်ပဲငါကမင်းကိုနားလဲတယ်ဆိုတဲ့စိတ်နေခြင်းပါစကားမပြောတာကအေးဆက်တာမဟုတ်ပဲငါကမင်းရဲ့တိတ်ခါကိုမထိခိုက်စေချင်ဘူးဆိုတဲ့စိတ်နေခြင်းပါအဲ့ဒါကြောင့်ညီကိုတွေကြားစကားမပြောတာကိုစိတ်မပူပါနဲ့ယောက်ျားလေးတွေကြားကဆက်ဆံရေးကမူလကတည်းကတိတ်ဆိတ်နေတတ်ပါတယ်အဲ့ဒါကစိတ်ကားတာမဟုတ်ပဲယောက်ျားလေးနဲ့ယောက်ျားကအနက်ဆိုင်ဆုံးသောအချက်ပါပဲ